ပြိုင်ပွဲမှာပြိုင်ဘက်ကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပေမဲ့လည်း ranking အတွင်းဝင်ရောက်နိုင်ခြင်းမရှိသေးတဲ့ပန်မင်္ဂလာပါပရိသတ်ကြီးပြီးခဲ့တဲ့ UFC 313ပြိုင်ပွဲမှာဆိုရင်ဂျိုရှုဝါဘန်ကပြိုင်ဘက်ဂျပန်ဖိုက်တာကိုအမှတ်နဲ့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲမှာဆိုရင်ဂျိုရှုဝါဘန်က3,800ကျော်ဝန်းကျင်ရရှိခဲ့ပြီးသူ့ရဲ့ပြိုင်ဘက်ဂျပန်ဖိုက်တာကတော့3,400ကျော်ရရှိခဲ့တာလည်းဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့သူတို့ရဲ့ထိုးကြီးကထက်ဝက်တောင်ကွာဟနေတာလည်းဖြစ်ပါတယ်ပန်ရဲ့ထိုးကြီးကလက်ရှိအချိန်မှာဆိုရင်တော်တော်လေးအဆင်ပြေတဲ့အနေအထားပါပဲပွဲက3လတစ်ကြိမ်လောက်ပုံမှန်ရရှိနိုင်တယ်လို့နိုင်ဝဲစိတ်ရင်လည်းစပွန်ဆာကြီးတွေပုံမှန်မြင့်လာနိုင်ပါတယ်LS Bayer ကတော့ဒီပွဲမှာဒေါ်လာ3.5 သန်းဝန်းကျင်ရရှိခဲ့ပြီးအခါလိုက်ရန်ကတော့1.8 သန်းဝန်းကျင်ရရှိခဲ့တာလည်းဖြစ်ပါတယ်UFC 313ပြိုင်ပွဲအပြီး promotion ဘက်ကသူတို့ရဲ့ ranking သတ်မှတ်ချက်တွေကို update ပြုလုပ်လိုက်ပါပြီ။ weight တန်းတော်တော်များများမှာအပြောင်းအလဲဖြစ်ပေမဲ့အမျိုးသား flyweight တန်းမှာတော့အပြောင်းအလဲမဖြစ်လာတာကိုတွေ့ရပါတယ်။ဘန်ဟာဂျပန်ဖိုက်တာဆူရူရာကိုအနိုင်ရရှိခဲ့ပေမဲ့လည်း ranking အတွင်းဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ပြိုင်ဘက်ကအခုမှ UFC မှာ2ပွဲပဲထိုးရသေးတာမို့ ranking မပြောင်းလဲတာလည်းဖြစ်နိုင်တယ်လို့ထင်ရပါတယ်။ဘာပဲဖြစ်ဖြစ် ranking အတွင်းမဝင်ဘူးဆိုတော့လေနောက်ထပ်ပြိုင်ဘက်ကဘယ်သူတွေဖြစ်လာနိုင်မလဲဆိုတာကိုခံမှန်းရလွယ်သွားတာပေါ့။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။